ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းစာ5လုံးပေါ့နော် sharing လုပ်ပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ကတော့ TTS ပါတန်းပစံ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 ผมมีตังค์ကျွန်တော်မှာပစံရှိတယ်ผมมีตังค์ကျွန်တော်မှာပတ်စံရှိတယ်ผมมีตังค์ကျွန်တော်မှာပတ်စံရှိတယ်ผมมีตังค์ကျွန်တော်မှာပတ်စံရှိတယ်ไม่มีตังค์ပတ်စံမရှိဘူး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 เงินငွေเงินငွေเงินงวยเงินงวยเงินงวยเงินสดงวยตา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 คิดตังครับไปสั่งใช่ไหมครับเนี่ยคิดตังส่วนละไปสั่งตัวกันแล้วเนาะเราจะอะไรใช่ไหมอะไรแบบเราเนาะคิดตังครับไปสั่งใช่ไหมครับเนี่ยမင်္ဂလေးဆိုရင်ခေတ္တန်ခပစံရှင်းမဲ့ရှင်းအဲ့လိုပေါ့ခေတ္တန်ခခေတ္တန်ခပစံရှင်းမဲ့ခမရโอเคဒီနေ့ကတော့ဒီလောက်ပါပဲခမရနောက်ပြီးတော့မှဆက်တွေ့ကြအောင်เนาะ